မောင်လေးတဲ့ operation ကအဆင်မပြေဘူးတဲ့ဒီဘက်က operation လုပ်တဲ့ညီလေးကလည်းဘာပြောလို့ဆိုအခုတဲ့ finance ကအဆင်မပြေဘူးတဲ့လုပ်ငန်းရှင်တွေအနေနဲ့ကိုယ့်ရဲ့လုပ်ငန်းမှာဝန်ထမ်းတွေကြားထဲမှာအဲ့လိုကြောက်ကစားဖြစ်လာတယ်အဲ့လိုဖြစ်လာတယ်ဆိုခုနပြောတဲ့ purpose ဆိုတဲ့ရည်ရွယ်ချက်ကိုမြင်အောင်ကြည့်နိုင်အောင် train ထားပေးဖို့ကျွန်တော်2015-16လောက်မှာကြုံခဲ့တဲ့ဖြစ်ရလေးတစ်ခုရှိပါတယ်ကျွန်တော်ဒီနေ့အဲ့ဖြစ်ရလေးအကြောင်းပြောပြမှာပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ2016နောက်ပိုင်းနေစပြီးတော့ကျွန်တော်ဒီလေ့လာခဲ့တယ်ပေါ့ပညာရေးအများကြီးလေ့လာချိန်မှာကျွန်တော်လေ့လာခဲ့တဲ့ဘာသာရပ်တစ်ခုတည်းမှာသွားတွေးတဲ့အချက်တစ်ချက်ပေါ့အဲ့အချက်တစ်ချက်တင်လိုက်တဲ့ချိန်မှာဒိန်းဆိုပြီးတော့မှကျွန်တော်အဲ့2015-16ကကျွန်တော်ဖြစ်ခဲ့တဲ့ဖြစ်ရလေးကခေါင်းထဲကိုဖတ်ကနေဝင်လာခဲ့တယ်ပေါ့နော်အော်ဒါဒလိုပါလားဆိုပြီးဖြစ်သွားတဲ့ဖြစ်ရလေးရှိပါတယ်အားလုံးလည်းအကျိုးရှိမယ်ထင်လို့ကျွန်တော်အနေငယ်မြောက်ပေးခြင်းပါတယ်အဲ့တော့ဖြစ်ရကဘာလဲဆိုတော့ကျွန်တော်2015နဲ့ကျွန်တော်အတိအကျတော့မမှီတော့ဘူးเนาะခုနှစ်တော့မမှီတော့အဲ့မှာကျွန်တော်က company တစ်ခုမှာကျွန်တော် general manager အနေနဲ့ကျွန်တော်လုပ်နေတယ်အလုပ်နေတော့မှာဘာတစ်ခုသွားတွေ့လဲဆိုတော့ကျွန်တော်က general manager ဆိုတော့ရုံးတရုံးမှာကျွန်တော်မှန်ကန်လေးနဲ့နေတယ်မှန်ကန်ထဲမှာကျွန်တော် computer တစ်လုံးနဲ့ကျွန်တော်အလုပ်နေ email တွေရေးကျွန်တော်က shipping company ဆိုတော့ကျွန်တော် email အရင်ရေးရတယ် email တွေရေးနေတယ်ရေးနေတဲ့အချိန်မှာကျွန်တော်အခန်းကျတော့အပြင်မြင်ရလေကျွန်တော်အခန်းထဲမှာနေတယ်ဆိုပေမဲ့အပြင်မြင်ရတော့ဒီဘက်လို့ကျွန်တော်နဲ့ကြည့်လိုက်ဒီမျက်လုံးဒီဘက်ထောက်မှာကျွန်တော် finance counter တခုရှိရပါတော့ဒီဘက်ကျွန်တော် finance department ပေါ့နော်အဲ့ department အရှိမှာ finance department ရဲ့ department head နဲ့ဒီဘက်က operation department head တယောက်ကစပွဲခုံအလဲမှာခြားပြီးတော့သူတို့နှစ်ယောက်စကားပြောနေကျွန်တော်ဒီဖတ်ကနေလမ်းကြည့်လိုက်ခဲ့တဲ့ကွာသူတို့စကားပြောနေတဲ့ conversation ဒီတာမန်အခြေအနေမဟုတ်ဘူးအခြေအတင်ဖြစ်နေပြီဆိုတော့လမ်းပြီးခံစားလို့ရတယ်ခဏလည်းနေရောဘာလို့လဲဆိုတော့နှစ်ယောက်လုံးကကျွန်တော် account တောက်ဆိုတခါလာခေါက်တယ်ကျွန်တော်ဝင်ခဲ့ပါလို့ပြောတယ်နှစ်ယောက်လုံးကျွန်တော်ခုံရှိမှာမတရက်နေတယ်အဲ့ဒီအချိန်မှာလည်းတက်ဆင်ဆိုင်မှာကျွန်တော်က email တစ်စောင်ကိုကျွန်တော်အသေးစိတ်ရေးနေတာအသေးစိတ်ရေးနေတဲ့ခါတော့ကျွန်တော်ရေးနေတဲ့အချိန်မှာဘာလဲဆိုလို့ရှိရင်တယောက်ကစပြောတယ် finance ကအမကျွန်တော် finance အမကျွန်တော်တက်ကြည့်လို့ပဲဆိုတော့မောင်လေးတဲ့ operation ကအဆင်မပြေဘူးတဲ့ပြောတဲ့ပုံစံနော်ဒီဘက်က operation လုပ်တဲ့ညီလေးကလည်းဘာပြောလို့ဆိုတော့အခုတဲ့finance ကအဆင်မပြေဘူးတဲ့ကျွန်တော်ကဘာတစ်ခုမှမသိဘူးလေဖြစ်ရကြီးကိုသူတို့ဖြစ်ရဘာတစ်ခုမှမသိဘူးအဲ့တော့ကျွန်တော်ပြောနေုံခဏလုံးနှစ်ယောက်လုံးခဏနေုံကျွန်တော်ဘာလုပ်လဲကျွန်တော်ရေးလက်စ email လေးအဆုံးတက်လိုက်အောင်မယ်အဲ့တော့နှစ်ယောက်လုံးခဏလေးကျွန်တော်3မိနစ်5မိနစ်လောက်အချိန်ပေးပါအဲ့တော့ကျွန်တော်ဘာပြောလဲဆိုရင် operation ညီလေးကိုလည်းဘာပြောလဲဆိုညီလေးသွားဘောရနာမှာသွားပြီးတော့မှခဏလေးလေကောင်းလေးရှူနေနေဘာလို့မလဲဒီ finance ကဘာကြောင့်အဲ့လိုပြောတာလဲဆိုတော့မင်းသွားစဉ်းစားလာခဲ့လို့ finance ကအမောက်လဲအမရေးသွား kitchen နဲ့သွား coffee လေးတစ်ခွက်လောက်တောက်နေနေ operation ကလည်းဘာကြောင့်အဲ့လိုလုပ်တာလဲဆိုတော့သွားစဉ်းစားလာခဲ့ပြီးလို့ရှိရင်ပြန်လာခဲ့ကျွန်တော်ဒီအခန်းထဲမှာကျွန်တော် email ပြီးကျွန်တော်ဒီကိစ္စဖြေရှင်းပေးပါမယ်လို့ပြောလိုက်တယ်ခဏနေတော့9မိနစ်လောက်နေတော့ခါတော့သူတို့နှစ်ယောက်ကျွန်တော်အခန်းထဲကိုပြန်ရောက်လာတယ်ပြန်လာကျွန်တော် laptop ကျွန်တော်ပိတ်လိုက်တယ်ပိတ်ပြီးတော့မှသူတို့ပြောတာပေါ့ကဲပြောရပြီဘာကိစ္စတော့ဘာဖြစ်ကြတာတော့ဆိုတော့နှစ်ယောက်ကခေါင်းကြီးငုံပြီးတော့ဘာမှမပြောဘဲနဲ့ finance ကအမှားစပြောတယ် B ကတယောက် operation ကိုစပြောတယ် sorry ပဲတဲ့ဟိုဘက်တယောက်ကလည်းရပါတယ်တဲ့ပြီးသွားရောကျွန်တော်လည်းဘာတစ်လုံးမှလည်းမသိလိုက်ပဲနဲ့ပြီးသွားအောင်ကျွန်တော်ဘာတစ်လုံးမသိပြီးသွားကတော့အော်ပြီးသွားပြီလားဆိုတော့သူတို့နှစ်ယောက်ရရတဲ့ okay တယ်ဆိုပြီးထွက်သွားတော့ပြီးသွားတယ်ဘာမှမဖြစ်လိုက်ဘူးအဲ့တော့ကျွန်တော်ဒီဖြစ်ရလေးပေါ့နော်အဲ့ဖြစ်ရလေးပေါ်မှာကျွန်တော်လည်းဘာမှမသိနောက်ညနေကျတော့ကျွန်တော်သွားပြီးတော့အဲ့ခုနကပြောဒီ operation ညီလေးနဲ့ကျွန်တော်ရင်းနှီးတော့သွားမိလိုက်တယ်ညီလေးနေ့လည်ကိစ္စဘာဖြစ်ကြတာတော့ကိုပြောပြအောင်ဘာလို့ဆိုတော့မဟုတ်ဘူးကိုရေးတဲ့ဖြစ်ကြောင်းကုန်စံဒီလိုတဲ့ဘာလို့ဆို तू က operation လုပ်တဲ့အတွက်တချို့အရာတွေမှာဘောင်ချမရတဲ့ကိစ္စတွေရှိတယ်ကျွန်တော်မြန်မာနိုင်ငံမှာဘောင်ချမရတဲ့ကိစ္စတွေအများကြီးရှိရပေါ့နော်တချို့နေရာမှာဘောင်ချမရတဲ့ကိစ္စတွေရှိတော့ finance ကလည်းဘောင်ချမပိုင်မပေးဘူးဒီမှာကထားတော့ကို operation process မြန်မှုအတွက်လက်ဖေးကိုပေးရတဲ့ကိစ္စကျတော့ဘောင်ချရမှာမဟုတ်ဘူးလေဒါတွေကို तू က finance ကလည်းဘောင်ချမပိုင်မပေးဘူး तू ကလည်းအဲ့ဒါဆိုလို့ရှိရင်ဘာလို့မှလဲနောက်ဆိုဘောင်ချမရ तू လည်းမပေးတော့ဆိုရင်လုပ်ငန်းကြမ်းကြပဲပေါ့နော်ကျွန်တော်ကြမ်းကြဆိုအမှ तू အခြေအနေဖြစ်ကြတာဒါမဲ့တဲ့အခုပြောသလိုပဲတဲ့ကျွန်တော်သွားပြတ်ပြီးစဉ်းစားကြည့်လိုက်တော့ဗာလဲဆိုတော့တဲ့သူ့ဘက်ကကြည့်လို့လည်းမှန်တာပဲတဲ့ဘောင်ချမပိုင်ကျွန်တော်သူဘယ်လိုငွေထုတ်ပေးမှလဲရုံးကငွေသူ့ငွေမှမဟုတ်တာတဲ့နောက်ပြီးတော့နောက်ရကျတော့ကျွန်တော် finance အမှတွေမှာခုနေ့ကိစ္စဘယ်လိုဖြစ်တာဆိုတော့အေးဒီလိုပါပဲတဲ့အမှလည်းရုပ်ပြဆိုစိတ်တူသွားတာတဲ့သူကဘောင်ချမစုံဘူးတဲ့တကယ်တမ်းကြည့်တော့လေသူကဗာလဲအလုံးမြန်ဆန်ရေးအတွက်သုံးနေတာပဲတဲ့အမှဘက်ကတကယ်တော့အထက်ကိုတင်ပြပြီးသားစီစဉ်ပေးတင်တာဆိုတော့ကိစ္စပြီးသွားအောင်အဲ့တော့ကျွန်တော်နှစ်ယောက်လိုပြောလိုက်တယ်ဘောင်ချမပါပဲနဲ့ဒီ process တခုဘယ်လောက် amount တင်တော့သုံးတင်တယ်သုံးလို့ရတယ်ဆိုတော့ကျွန်တော်သတ်မှတ်ပေးလိုက်ဆိုပြီးကျွန်တော်သတ်မှတ်ပြီးသွားတယ်အဲ့ဖြစ်ရမှာကျွန်တော်လိလာ2019လောက်မှာကျွန်တော်ပညာရေးအများကြီးလိလာနေနေမှာတွေ့လာတဲ့အချိန်မှာဗာလဲဆိုတော့စကလုံးနှလုံးသွားတွေ့တယ်အဲ့ဗာလဲဆိုရင် action နဲ့ purpose action နဲ့ purpose ဆိုတာက action ဆိုတာကလှုပ်ဆောင်ချက် purpose ဆိုတာရည်ရွယ်ချက်
communication gap မှာဝန်ထမ်းရေးရမှာရုံးနေထဲမှာအလုပ်တွေထဲမှာတယောက်နဲ့တယောက်အဆင်မပြေပဲစကားတိတိဆိုင်ဆိုင်ဖြစ်ကြတယ်ဆိုတာ action purpose နှစ်ခုလွဲနေကြတာဘာကြောင့်လဲဆိုရင်လူတွေကလုပ်ရဲဆိုတဲ့ action ကိုပဲမြင်ကြတယ် purpose ဆိုတဲ့ရည်ရွယ်ချက်ကိုမစဉ်းစားကြဘူးခုနကကျတော့ကျွန်တော်ဘာလုပ်လဲနေရာကို separate လုပ်ပြီးတော့မှသူဘာကြောင့်ဒီလိုမျိုးလုပ်တာလဲဆိုတဲ့ purpose ကိုစဉ်းစားခိုင်းလိုက်တဲ့အချိန်မှာနားလေသွားပြီးတော့သူ့ဘက်ကလည်းမှန်ပါလားဆိုတော့ပြန်ပြီးနားလေသွားချိန်မှာတယောက်ပြဿနာမျိုးမရှိတော့ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေအနေနဲ့ကိုယ့်ရဲ့လုပ်ငန်းမှာဝန်ထမ်းတွေကြားထဲမှာအဲ့လိုကြောက်ကစားဖြစ်လာတယ်အဲ့လိုဖြစ်လာတယ်ဆိုခုနပြောတဲ့ purpose ဆိုတဲ့ရည်ရွယ်ချက်ကိုမြင်အောင်ကြည့်နိုင်အောင် train ထားပေးဖို့လိုတယ်သူတို့ကိုယ်တိုင်မကြည့်နိုင်လို့ရှင်လေခုနကျွန်တော်လုပ်သလိုသွားသူဒါဘာကြောင့်လုပ်တာလဲဆိုတော့သွားစဉ်းစားခဲ့ဆိုတာမျိုးသုံးကြည့်ပါကြားထဲမှာရှိတဲ့ communication gap တွေ internet communication gap ဖြစ်တာတွေကိုအများကြီးရှင်းချနိုင်ပါလိမ့်မယ်